မီးအားတွေအရင်တက်လာလို့ဒါမှမဟုတ်အရင်ကျသွားလို့ဖိုးတန်ရေခဲတက်တာတွေ TV တွေနဲ့လေအေးပြည့်စက်တွေပျက်စီးသွားတာမျိုးကြုံမှုပါလားဒီလိုပြဿနာတွေကိုငွေကုန်ကြေးကျတက်တဲ့အထီးရောက်ဆုံးတားဆီးပေးနိုင်တဲ့ပစ္စည်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ safeguard လို့လူသိများတဲ့ break current protector တွေပဲဖြစ်ပါတယ် safeguard ဆိုတာကျွန်တော်အိမ်ထဲကိုဝင်လာတဲ့လျှက်စစ်ဖို့ဟာဖိုးတိတ်နဲ့စီးဆင်းမှု current ကိုအမြဲတမ်းစောင့်ကြည့်ပေးနေတဲ့ကိရိယာတွေပါသူ့ရဲ့ထူးခြားချက်ကမီးအားဟာကျွန်တော်တို့သတ်မှတ်ထားတဲ့အတိုင်းအတာထက်ကျော်လွန်သွားရင်ဒါမှမဟုတ်နည်းသွားရင်လျှက်စစ်စီးဆင်းမှုကိုချက်ချင်းဖြတ်တောက်ပေးတာပါပဲကျွန်တော်တို့ဘာလို့သုံးသင့်ကြလဲဆိုရင်နံပါတ်1အချက်က overvoltage မီးအားတွေပုံမှန်ထက်အရန်တက်လာရင်လျှက်စစ်ပစ္စည်းတွေက circuit တွေလောင်ကျွမ်းသွားနိုင်ပါတယ်နံပါတ်2အချက်က undervoltage မီးအားတွေအရန်ကျနေရင်မော်တာပါတဲ့ပစ္စည်းတွေဥပမာရေခဲတက်တာ aircon အဲ့ဒါတွေဟာပူလာပြီးတော့ compressor လောင်သွားတတ်ပါတယ်နံပါတ်3အချက်အနေနဲ့တော့ current overload လျှက်စစ်စီးဆင်းမှုကသတ်မှတ်တာထက်များလာရင်ဝါကျိုးတွေပူလွန်ခဲ့ပြီးတော့မီးလောင်တဲ့အထိဖြစ်နိုင်လို့ပါသူ့မှာအပိုင်း3ပိုင်းပါပါတယ်ပထမဆုံးပိုင်းကတော့ voltage monitoring မီးအားကို real time ပြပေးနေတာမို့လို့မီးအားဘယ်လောက်ရှိလဲဆိုတာကို display မှာအမြဲကြည့်လို့ရပါတယ်ဒုတိယပိုင်းကတော့ auto cut off မီးအားမမှန်တာနဲ့ချက်ချင်း power ထည့်ချပေးပါတယ်တတိယပိုင်းကတော့ time delay ဒါကအရင်ရေးကြည့်ပါတယ်မီးပြန်လာတဲ့အခါမီးအားကတည်ငြိမ်မှုမရှိသေးပါဘူးဒီကောင်ကမီးပြန်လာပြီးတော့စက္ကန့်အနည်းငယ်ဒါမှမဟုတ်မိနစ်အနည်းငယ်ဆောင်ပြီးတော့မှမီးပြန်လှုပ်ပေးတာမို့ပစ္စည်းတွေကိုပို့ပြီးတော့ဘေးကင်းစေပါတယ်သိန်းဆယ်ချီတန်တဲ့လျှက်စစ်ပစ္စည်းတွေပြတ်သွားလို့ပြုပြင်ရမယ်ဈေးနဲ့ဆိုင်ရင်ဒီ safe cut လေးတက်ထားရတဲ့တန်ဖိုးကအများကြီးတက်တာပါတယ်ကာကွယ်ခြင်းကကုသခြင်းထက်ပိုကောင်းတယ်ဆိုလို့ပါပဲသင်အင်္ဂါလျှက်စစ်ပစ္စည်းတွေတက်တန်းရှည်ဖို့အတွက်ဒါဟာမရှိမဖြစ်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်သင်အိမ်မှာရော safe cut တွေတက်ဆင်ပြီးပြီလားမတက်ရင်တော့အရေးလေးစိတ်ချရတဲ့ VA protector တွေကိုယူချက်ဖို့အကြံပြုလိုပါတယ်ဒီလိုမျိုးနည်းပညာပိုင်းဆိုင်ရာ video လေးတွေကိုစင်စမပြတ်တင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်သွားဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်